ကိုလိုရာဒိုပြည်နယ်ရဲ့ကွင်းပြင်ကျဲကြီးတွေမှာမုန်တိုင်းကျလာပြီဆိုရင်ဒရိတ်ဆန်အုပ်စုနှမျိုးရဲ့တွန့်ပြန်ပုံကလုံးဝဆန့်ကျင်ဘက်ပါပဲ။နွားတွေကမုန်တိုင်းကိုမြင်တာနဲ့ကြောက်လန့်ပြီးမုန်တိုင်းနဲ့ဆန့်ကျင်ဘက်အရက်ကိုထွက်ပြေးကြတယ်။ဒါပေမဲ့ပြဿနာကနွားတွေဟာအပြေးနေတယ်။မုန်တိုင်းကသူတို့နောက်ကနေလိုက်မိသွားတဲ့အခါသူတို့ဟာမုန်တိုင်းနဲ့အတူတူပြေးနေသလိုဖြစ်သွားတယ်။နွားတွေဟာမုန်တိုင်းနဲ့လာယာတူပြေးနေတဲ့အတွက်သူတို့ဟာမုန်တိုင်းတန်ကိုအချင်းအကြာကြီးခံစားလိုက်ရတယ်။ပြေးလေမုန်တိုင်းထဲမှာကြာလေပူပြီးပင်ပန်းလေပါပဲ။ကျွန်တော်တို့လူတွေကအများစုကလည်းဒီနွားတွေလိုပါပဲ။ပြဿနာတစ်ခုကြုံလာရင်ရှောင်ပြေးကြတယ်။ရွှေ့ဆိုင်ကြတယ်။ဒါပေမဲ့ခမားရှောင်ပြေးနေတဲ့၍အဲ့ဒီပြဿနာကခမားနောက်ကနေတောက်လျှောက်လိုက်နေမှာပါ။ခမားရဲ့စိတ်ဒုက္ခရောက်ရတဲ့အချိန်ကာလကိုရှည်ကြာစေတော့ပဲရှိပါတယ်။ကျွဲရိုင်းတွေကြတော့မတူဘူးမုန်တိုင်းလာတာမြင်ရင်သူတို့မပြေဘူးသူတို့ကမုန်တိုင်းရှိတာဘက်ကိုခေါင်းလွှဲပြီးမုန်တိုင်းထဲကိုတဲ့တဲ့တိုးသွားကြတယ်မုန်တိုင်းကိုဖောက်ထွက်လိုက်တဲ့အတွက်သူတို့မုန်တိုင်းတန်ခန်းလာတဲ့အချိန်ကခဏလေးပါပဲတိုးတောင်းတဲ့နာကျင်မှုကိုရင်းဆိုင်လိုက်ပြီးတစ်ဖက်ကလွတ်မြောက်ခြင်းစီကိုအမြန်ဆုံးရောက်သွားကြတယ်မိတ်ဆွေခမားရဲ့ဘဝမှာရင်ဆိုင်ရခက်တဲ့အခြေအနေတွေရှိနေလားအလုပ်ကိစ္စလားကျမ်းမာရေးလားငွေကြီးကြီးရလားနွားတကောင်လို့ထပ်ပြေးပြီးဒုက္ခကိုဆွဲဆက်မလားဒါမှမဟုတ်ကျွဲတိုင်းတကောင်လို့ရင်ဆိုင်ပြီးအမြန်ဆုံးအဆုံးတတ်မလားအကြောက်တရားဆိုတာထပ်ပြေးလေကြီးမားလေပါပဲဒီနေ့ပဲခမားရဲ့မုန်တိုင်းထဲကိုတဲတဲတိုးဝင်လိုက်ပါ